ကမ္ဘာရေနံစည်းကွက်ဘာဖြစ်တော့မှာလဲရေနံစည်းနှုန်းကြီးကျဆင်းတော့မှာလား UAE နိုင်ငံရဲ့အထူးကြီးညာချက်ကမ္ဘာစွမ်းအင်လောကကိုလှုပ်ကိုင်းလိုက်တဲ့သတင်းတစ်ပုဒ်ဧပြီလ28ရက်နေ့မှာထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ရေနံထုတ်လုပ်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့အာရပ်စော်ဘွားများပြည်ထောင်စု UAE ဟာOPECအဖွဲ့ကနေနှုတ်ထွက်တော့မယ်လို့တရားဝင်ကြီးညာလိုက်တာပဲဖြစ်ပါတယ်1969ခုနှစ်ကတည်းကအဖွဲ့ဝင်ဖြစ်ခဲ့တဲ့ UAE ရဲ့ဆုံးဖြတ်ချက်ဟာကမ္ဘာရေနံစည်းကွက်အပေါ်မှာဘယ်လိုသက်ရောက်မှုတွေရှိလာမှာလဲဆော်ဒီအာရေဗီးယားနဲ့ OPEC အဖွဲ့ရဲ့အနာဂတ်ကတော့ဘာဖြစ်မလဲဒီနေ့ဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်နှုတ်ထွက်ရတဲ့အဓိကအကြောင်းရင်း UAE ဟာဘာကြောင့်နှုတ်ထွက်ရတာလဲအဓိကကတော့အမျိုးသားအကျိုးစီးပွားကြောင့်လို့ဆိုရမှာဖြစ်ပါတယ် UAE ဟာသူတို့ရဲ့ရေနံထုတ်လုပ်မှုကဏ္ဍမှာဒေါ်လာဘီလီယံပေါင်းများစွာယင်းနှိမ့်မြုပ်နှံထားပါတယ်ဒါပေမဲ့ OPEC အဖွဲ့ရဲ့ထုတ်လုပ်မှုကန့်သက်ချက်တွေကြောင့်အပြည့်အဝမထုတ်လုပ်နိုင်ပဲဖြစ်နေခဲ့တာပါ UAE ရဲ့စွမ်းအင်ဝန်ကြီးမာဇာရူဘီကတော့ဒါဟာမူဝါဒဆိုင်ရာဆုံးဖြတ်ချက်ဖြစ်ပြီးရေရှည်စီးပွားရေးမျှော်မှန်းချက်တွေကြောင့်လို့ပြောကြားခဲ့ပါတယ်နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်တယ်လဲဒီနှုတ်ထွက်မှုကြောင့်ဖြစ်လာနိုင်တဲ့အချက်၃ချက်ရှိပါတယ်ပထမအချက်ရေနံစည်းနှုန်း UAE ဟာမေလ၁ရက်နေ့ကနေစပြီးအဖွဲ့ရဲ့ကန့်သက်ချက်တွေကိုလိုက်နာစေရမလို့တော့ပါဘူးသူတို့ကရေနံတွေပို့ထုတ်လာမယ်ဆိုရင်ကမ္ဘာရေနံစည်းနှုန်းတွေကျဆင်းသွားနိုင်ပါတယ်ဒုတိယအချက် OPEC အဖွဲ့ရဲ့အင်အား OPEC အဖွဲ့ဟာဈေးကွက်ကိုထိန်းချုပ်နိုင်စွမ်းအားနည်းသွားပါလိမ့်မယ်အဖွဲ့ဝင်တွေကြားမှာသဘောထားကွဲလွဲမှုတွေပုံမူပြင်းထန်လာနိုင်ပါတယ်တတိယအချက်ဒေတာတွင်ပြိုင်ဆိုင်မှုဆော်ဒီအာရေဗီးယားနဲ့ UAE နိုင်ငံအကြားစီးပွားရေးရထိပ်တိုက်တွေ့မှုတွေပိုများလာနိုင်ပါတယ်UAE နိုင်ငံရဲ့ဒီဂျီလန်ဟာကမ္ဘာရေနံနိုင်ငံရေးမှာစာမျက်နှာအသစ်တစ်ခုဖွင့်လိုက်တာပဲဖြစ်ပါတယ်ဈေးကွက်ကိုတည်ငြိမ်အောင်ထိန်းထားခြင်းနဲ့ဆော်ဒီနဲ့မိမိတို့ရဲ့ယင်းနှိမ့်မြုပ်နှံမှုကနေအမြင့်အစွန်းအမြန်ဆုံးလုပ်ခြင်းနဲ့ UAE တို့ရဲ့အားပြိုင်မှုဟာလာမယ့်လတွေမှာအတော်လေးစိတ်ဝင်စားဖို့ကောင်းလာပါလိမ့်မယ်ပရိသတ်တို့ကဘယ်လိုထင်ပါသလဲ OPEC အဖွဲ့ကနေ UAE နှုတ်ထွက်လိုက်တာကြောင့်ရေနံစည်းတွေတကယ်ကျလာမယ်ထင်ပါသလားကိုမန်မှာဝင်ရောက်ဆွေးနွေးပြီးကြပါအောင်အခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းနဲ့ဗဟုသုတတွေကိုသိရှိရအောင် channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာအဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်